အခုကြည့်နေတဲ့မိတ်ဆွေကအခန်းတခန်းမြောက်ပိုင်ရှင်တာဖြစ်ခဲ့မယ်ဆိုရင်ဒီအခွင့်အရေးနဲ့လုံးဝလွဲပြီအခုကျွန်တော် live Scooby Rama 4 project စောင့်မဲ့နေရာရောက်ရှိနေရဖြစ်ပါတယ်ဒီရဲ့ project ကိုထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ AP Thailand ကနေမှတည်ဆောက်မှာဖြစ်ပါတယ်ပြီးတော့ဒီရဲ့ project က Rama 4 လမ်းမကြီးရဲ့ဘေးကပ်ရမှာပဲတည်ရှိရဲ့ live series project ဖြစ်ပါတယ်အခုဒီ live series တွေအားသာချက်ကပါလဲဆိုတော့သူက entry luxury level မှာဈေးသက်သက်နဲ့ရနိုင်တဲ့ project ဖြစ်တယ်ပြီးတော့အခုဒီရဲ့ live Scooby Rama 4 project ကဆိုလို့ရှိရင်လဲ1 square meter မှာပတ်သက်သိန်းကျော်လေးနဲ့ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်တန်တယ်ဗျာအဲ့အတွက်ကြောင့်မလို့လူတော်တော်များလည်းအရန်စိတ်ဝင်စားနေတဲ့ project လေးဖြစ်ပါတယ်ဒီ project က off plan project ဖြစ်ပြီးတော့မှ2028 February လမှာဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်ဒီ project ကိုရွေးချယ်ဝယ်ယူမဲ့သူတွေရရှိမဲ့ lifestyle အနေအထားဘယ်လိုရှိလဲဆိုတာကျွန်တော်လိုက်ပြပေးမယ်အခုကျွန်တော်ဖက်ခနုံ BTS ကိုရောက်နေရဖြစ်ပါတယ်ဒီဖက်ခနုံ BTS ကဆိုလို့ရှိရင်ကျွန်တော် project နဲ့ဆိုလို့ရှိရင်မီတာ950ပဲကွာတာဖြစ်တဲ့ကြောင့်မလို့လမ်းပန်းဆက်သွယ်ရေးအတွက်အရန်အဆင်ပြေတယ်ဈေးဝယ်မဲ့သူတွေအတွက်ဆိုလည်းစိတ်ပူစရာမလိုဟိုဘက်နားမှာဖက်ခနုံ wet market ရှိတယ်ပြီးတော့နောက်တစ်ခုကဒီနားလေးမှာမြန်မာစားသောက်ဆိုင်တွေအများကြီးရှိသေးတယ်โอเคဒါကတော့ဖက်ခနုံ station ပေါ့နော်ဆိုတော့ဒီဖက်ခနုံ station ကနေမှာတ station ပဲကွာတဲ့ဧကမိုင်ဖက်မှာဘလို့ချင်းနေရှိလဲကျွန်တော်လိုက်ပြပေးမယ် Next station, Ekmai. အခုကျွန်တော် Ekmai station ရောက်နေရဖြစ်ပါတယ်ဒီ Ekmai station ကကျွန်တော်တို့ဖက်ခနုံကနေဆို1 station ပဲလာလိုက်တာ ਨੇ ဟိုးမှာလမ်းမြင်နေရတဲ့ Scooby Hospital ကြီးလည်းရှိတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒါဂျပန်ရက်ခွက်နဲ့နီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်နေအလားများတဲ့ဂျပန် shopping mall လို့တောင်ပြောလို့ရတဲ့ Gateway Ekmai လည်းရှိတယ်နောက်တစ်ခုကပါလဲဆိုတော့ဒီဘက်မှာညဘက်မှာရှောက်လဲလို့ရတဲ့ bar တွေ restaurant တွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနေရာမှာ lifestyle တစ်ခုတည်ဆောက်မယ်ဆိုလို့ရှိရင်ဆိုရိုးအီသွားတာမရှိဘူးအခုဒီ project ရဲ့ပထမဆုံးအခန်း100အတွက်ကို 3% special discount ပေးသွားမှာဖြစ်ပါတယ်ဒီရဲ့ project က location လည်းကောင်းတယ်ဈေးနှုန်းလည်းအရန်တန်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ထက်ကိုဥအောင်ဝယ်ကြမှာပဲဗျာဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေကအခန်း100ခန်းမြောက်ပိုင်ရှင်တာဖြစ်ခဲ့မယ်ဆိုရင်ဒီအခွင့်အရေးနဲ့လုံးဝလွဲပြီအဲ့လိုမဖြစ်အောင်လို့အခုပဲအမြန်ဆုံး booking တင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်